ဒီမှာကြည့်အရန်စီဒီကိုဇေယန်စီဒီလေးမှာကျွန်တော်ဘုဒ္ဓရှင်မြတ်ဒီခေါင်းလောင်ခုနကျွန်တော်ပြောခေါင်းလောင်ဆိုတာတာတုအနုမောဒနာပြုဖို့နော်ကုသိုလ်တွေပြုပြီးတိုင်းကို31မရှိတဲ့တတဝါတွေတာတုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက်အမြတမ်းပေးဝေရမယ်ဆိုတဲ့သဘောတရားနဲ့ဇေဒီဒီမှာခေါင်းလောင်တက်ပေးထားတယ်ပြီးရင်ဒီခေါင်းလောင်မှာတချို့ကဘလူးပန်းဆွဲရပါရှိတယ်ဘလူးဆိုတာဘယညံကိုပြောတာဒီနားမှာဘလူးရုပ်ကလေးနဲ့ဘလူးကပန်းထိုင်ကိုကင်ထားပါနော်ပုပ္ပရက်ခါကြီးပါကြီးဒဏ္ဍာကြီးဇလန်းနေမဟုတ်ဘူးဘလူးပန်းဆွဲထားတာဘလူးဆိုတာဘယညံဘာဘယညံဆိုဘေးရန်တွေကိုကြောက်အောင်ဘာကြီးကိလေသာဆိုဘေးရန်တွေကိုကြောက်အောင်မယ်တဲ့အဲ့လိုကြောက်လို့ရှိရင်ဘာကိုဆွဲရမလဲဆိုပန်းတိုင်ကိုဆွဲရမယ်ဘာပန်းတိုင်ဆိုနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုဆွဲရမယ်လို့အဲ့လိုပြောတာဘလူးပန်းဆွဲရတချို့ကရှိရနော်ဒီမှာတော့မရှိဘူးနော်ပြီးလို့ရှိရင်ဖောင်ရဒါဖောင်ရကျွန်တော်ပြော9ရက်ရှိရမှာနော်ဘောဇင်9ပါးကိုညီညွတ်နာတဲ့ပြီးလို့ရှိရင်ကြာမောက်ဘလောက်ပဲကောင်းမှုကုသိုလ်တွေလုပ်လို့အရိယာမတ်မရသေးရွေးရတော့တန်တရားမှာလဲအောင်ပါတဲ့တန်တရားကိုပြန်ဆင်းနိုင်တယ်ပေါ့နော်ပြန်ဆင်းနိုင်တဲ့အထိမှန်နေတယ်တဲ့ဒါကြာပွင့်လေးကိုမှောက်ထားတယ်ဒါဂေါရဗုညာနော်ဂေါရဗုညာဆိုတာဂေါရဗုညာရှိရပြီလို့ရှိရင်တဲ့အရိယာလမ်းလိုက်မယ်အရိယာလမ်းကြာပွင့်ပေါ့နော်ဒါကြာပွင့်ရဲ့ဒီလိုလေးလောက်တာဒါကြာမောက်ဒါကြာလှမ်းကြာမြောင်လှမ်းတာဘာလို့အရိယာလမ်းကိုတက်လမ်းပြီပေါ့နော်အရိယာလမ်းကိုတက်လမ်းလို့ရှိရင်အတန်တရားမှကျွတ်ရမယ်တရားကြီးအားထုတ်တဲ့အချိန်မှာတဲ့သောတာပတ္တိမတ်တို့တရားဂံမိမတ်တို့အနာဂံမိမတ်မတ်တစ်ချိန်ရလိုက်တာနဲ့အတန်တရားကိုဖျက်ပြီးသားဖြစ်တယ်တဲ့ဒါကြောင့်ငါပြောဘူးတင်တာငါပြောပင်ဆိုတာတစ်ချိန်ပဲသိရပေါ့နော်ငါပြောဘူးတဖူးထွက်ပြီးလို့ရှိရင်ငါပြောပြန်ပြီးသွားပြီပြတ်သွားပြီသူ့ဘဝအဲ့လိုပဲမတ်တစ်ချိန်ရတယ်အဲ့မတ်တစ်ချိန်ရတာနဲ့တန်တရားပြတ်ပြီတဲ့ဒါကြောင့်ဖြစ်ပြတဲ့မတ်တစ်ချက်အဖြစ်ပြက်တွေဘလောက်ပဲများခဲ့မတ်တစ်ချက်ရရတယ်ဘဝတန်တရားပြတ်ပြီဆိုပြောတာနော်ဒုက္ခဆင်းရဲငြိမ့်ပြီပေါ့ဗျာဒါကြောင့်ငါပြောဘူးတင်ဂီတနဲ့ထားပေးတာဒါမတ်ရသွားတဲ့အထိမှန်အဲ့လိုမတ်ရသွားလို့ရှိရင်နိဗ္ဗာန်မျက်မှောက်ဘူးကြီးတဲ့နိဗ္ဗာန်မျက်မှောက်ဘူးကြီးနိဗ္ဗာန်ကိုဒါတိုင်းမဝင်သေးဘူးတဲ့ယဟန္တာဘဝနဲ့ပဲအေးချမ်းစွာနေတဲ့ဘဝကိုထီးရတယ်လို့ပြောတာထီးအောင်မှနေတယ်ပေါ့နော်အဲ့မှာထီးထက်မှာငှက်မျက်နာလေးရှိတယ်အဲ့ငှက်မျက်နာဆိုတာယဟန္တာတွေကိုတင်စားတာဘုရားယဟန်တွေကိုငှက်နဲ့တင်စားတယ်အဲ့ဒါငှက်တွေနားတဲ့နေရာယဟန္တာကြီးနားတဲ့နေရာငှက်မျက်နာပြီးမှနိဗ္ဗာန်စိတ်ဘူးစိတ်ဆိုတာဒွတ်စင်ကင်းနဲ့နိဗ္ဗာန်ဆိုတာကိလေသာကင်းတယ်ဒါကြောင့်ကိုစိတ်ဘူးတင်ထားတာပါတဲ့သူကထေရဝါဒမှာပေါက်ပန်းသေးတယ်မလို့အစစ်အစစ်သူ့ဒိဗ္ဗာန်လေးနဲ့သူရှိရဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာပဲနော်ကျေးဇူးတင်ပါတယ်